ထွက်ပေါက်ပိတ်သွားတဲ့ငါလားမဲအွန်လိုင်းဝီကောက်ပွဲအတင်းအဓမ္မလောက်တယ်ငါနဲ့အာနာသိတဲ့ဝီကောက်ပွဲတရားဓမ္မလောက်တယ်သူကတရားဝင်မဟုတ်ဘူးနိုင်ငံတကာကိုပြအောင်အနည်းဆုံးတော့အာဆီယံနိုင်ငံကနေသူ့ကိုတရားဝင်တယ်ဆိုတာကိုလက်ခံနိုင်အောင်နောက်တစ်ချက်ကတော့သူဖြစ်တဲ့တရုတ်နဲ့ရုရှားရဲ့အကူအညီအထောက်ပံ့နဲ့ဝီကောက်ပွဲကိုသူလုပ်တယ်ဝီကောက်ပွဲမှာကသူဖြစ်တဲ့ဂျန်ကန်ရေးပါတီကစစ်တပ်ရဲ့လူတွေဆိုတော့ပါတီဝင်ရဝီကောက်ပွဲမှာသူအနိုင်ရတာပေါ့လွတ်တော်ခေါ်တယ်ဆိုရဖွဲ့တယ်သူကတမတာလောက်တယ်တမတာလောက်တော့သူ့ရဲ့အစိုးရကိုနေရာကတင်မှပြုလက်ခံလာအောင်ကစားကြည့်တယ်ဥပမာကိုသူကလွှတ်ကြည့်တယ်တောင်ဆန်းစုကြည်ကိုသူက6ပုံတပုံအမှုသူကတကြံဒီမှာနှစ်ခါရမြမှာဗာလဲနည်းနည်းပြင်မှု shot ပေါ်တာပေါ့ဥပမာကိုနိုင်ငံရေးကစားကွာအနေနဲ့ဘယ်လိုလဲဆိုတော့လူကြီးချမ်းသာခွန်ပေးလိုက်တယ်။တောင်ဆန်းစုကြည်ကမရှိတယ်လို့ရှိတယ်လို့သူတို့ဘက်ကနေဝါဒတွေဖြန့်ပြီးမမျိုးပါလောက်တယ်။မင်္ဂတော့ဦးဝမြင့်ကိုသူကနိုင်ငံရေးကစားကွာအနေနဲ့လွှတ်ပြတော့နိုင်ငံတကာကလက်ခံမလားလို့ဖြစ်လာတာပုံမှန်သူကကြက်သွားတယ်။ဘယ်လိုကြက်သွားလဲဆိုတော့ဦးဝမြင့်လွတ်တာနဲ့တောင်ဆန်းစုကြည်လွတ်မြောက်ရေးကတကဘာလုံးကတောင်းဆိုလာတယ်။ပြည်တွင်းကတောင်းဆိုတယ်ပြည်တွင်းကပြည်သူတွေတောင်းဆိုတယ်တကဘာလုံးကခေါင်းဆောင်တွေအမေရိကန်အနောက်ဥရောပအာဆီယံခေါင်းဆောင်တွေကတောင်းဆိုလာတော့သူတို့ပုံမှန်ကြက်ရိုက်သွားတယ်။နိုင်ငံရေးကစားကွက်နေနဲ့နိုင်ငံရေးကစားချင်တော့သူကပုံပြီးကြက်ရိုက်သွားတယ်။သူဘာဒုက္ခရောက်သွားတယ်အဲ့နဲ့ဘယ်လိုဖြစ်တော့တောင်ဆန်းစုကြည်ကရှိတော့လို့ရှိတဲ့ပုံစံမျိုးနဲ့သူကလက်ကွက်တစ်မျိုးမျိုးဆက်ဝါးတဲ့မျိုးမျိုးလုပ်တယ်။ဒါနဲ့အရှင်မပြေပြန်ဘူး။ခုကတော့နေအကျဲချုပ်ကိုပို့ရဲနေပြီးတော့မာဝန်ကြီးအိမ်တစ်ခုမှာနေအကျဲချုပ်ကိုထားရဲဆိုတဲ့တရင်ကိုထပ်လွှတ်တယ်။ဘာဖြစ်နိုင်ငံတကာခေါင်းဆောင်တွေအမေရိကန်ကအစတောင်ဆန်းစုကြည်အပြတ်တန်နိုင်ကျင်းသားတွေကိုအပြစ်တက်လွတ်ပေးဖို့တောင်းဆိုလာတယ်။သူ့ရဲ့ရက်တရားအစိုးရကဘာတွေဖြစ်လာမလဲဆိုတော့ရတော့စိတ်ဝင်စားစရာကောင်းတယ်။ဆိုတော့မာလာကကစားချင်လေးအကြက်ရိုက်လေးဖြစ်လာနေတာအဲ့လိုဖြစ်နေတာနော်။ဆိုတော့ဘာဆက်လုပ်မလဲ။သူဘယ်လိုမျိုးဆက်ကစားမလဲကြည့်ကြတာပေါ့နော်။